မာယာလေးစားစွာဖိတ်ခေါ်ပါတယ်လေးစားအပ်ပါသောတဘာပတိကြီးများနဲ့တကွပြည်ထောင်စုငင်းချမ်းရင်ကြီးလာခံ21ရာစုပင်လုံကိုတဲရောက်လာကြတဲ့ကိုယ်စားလှယ်ပေါင်းတို့ခင်ဗျာအခုလိုသမိုင်းဝင်ငီလာခံကြီးမှာချင်းအမျိုးသားတပ်ဦးရဲ့အမြင်သဘောထားနဲ့ policy ကိုတင်ပြခွင့်ရရှိတဲ့အတွက်အထူးဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းပထမဦးစွာပြောကြားလိုပါတယ်ကျွန်တော်ကတော့ချင်းမျိုးသားတပ်ဦးရဲ့ဒုတိယဥက္ကဋ္ဌနှင့်ဒေါက်တာလျက်မုံခေါင်ဖြစ်ပါတယ်ကျွန်တော်တို့ချင်းလူမျိုးများဟာ1940ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာလက်မှတ်ရေးထိုးထုတ်ဆိုခဲ့တဲ့ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တဲ့လူမျိုးပြည်ထောင်စုကိုစတင်ထူထောင်တဲ့လူမျိုးပြည်ထောင်စုရဲ့မူလပိုင်ရှင်လူမျိုးတစ်မျိုးထဲကလူမျိုးတစ်မျိုးဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဂုဏ်ယူဝမ်းမြောက်စွာပဲဒီငီလာခံကြီးမှာထပ်လောင်းတင်ပြလိုပါတယ်ကျွန်တော်တို့ချင်းလူမျိုးများဟာနေချက်ဗြိတိရှတို့က1496ခုနှစ်မှာတိုက်ခိုက်သိမ်းပိုက်နေတဲ့အချိန်ထိမိဒီလူမျိုးရဲ့အုပ်ချုပ်သိမ်းပိုက်မှုများတခါမျှမခံဘူးတဲ့လွတ်လပ်တဲ့လူမျိုးတစ်မျိုးဖြစ်နေသမိုင်းကြောင်းတစ်ဆုပ်ရက်တည်နိုင်ခဲ့တဲ့လူမျိုးတစ်မျိုးဖြစ်ပါတယ်1496ခုနှစ်မှာဗြိတိရှနေချက်တို့ကကျွန်တော်တို့ချင်းပြည်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာလည်းပဲဂူလူနေခဲ့တစ်ချုပ်လုံးကျွန်တော်တို့ချင်းလူမျိုးများအတွက်တီးခြားပြတ်ထန်းတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ1896 Chin Hill Regulation အရတီးခြားအုပ်ချုပ်ခဲ့တဲ့လူမျိုးဖြစ်ပါတယ်ဂူလူနီခဲ့တစ်ချုပ်လုံးမှာကျွန်တော်တို့ဟာတီးခြားဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာရပ်တည်ခဲ့ပါတယ်ထို့အတွက်ကြောင့်နေချက်ဗြိတိရှတို့တက်တန်းကိုဆုံးပြီးတော့ကျွန်တော်တို့တိုင်းပြည်လွတ်လပ်ရေးရရှိတဲ့အချိန်မှာကျွန်တော်တို့ချင်းလူမျိုးများဟာရွေးချယ်စရာ၃ခုရှိပါတယ်နံပါတ်1တစ်ခုကကျွန်တော်တို့ကိုတီးခြားသိမ့်ပိုက်အုပ်ချုပ်တဲ့အတွက်တီးခြားပြီးတော့ကျွန်တော်တို့အမျိုးသားနိုင်ငံတော်ကိုပြန်လည်ထူထောင်ပြီးတော့လွတ်လပ်ရေးကိုရယူနိုင်တဲ့အခွင့်အရေးဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ကျွန်တော်တို့ဗြိတိရှလက်အောက်မှာဆက်နေလို့နေရတယ်တုတ်တီမဟုတ်ဒီနေ့ကျွန်တော်တို့ချင်းပြီးတချို့တစ်ဝက်ကအိန္ဒိယဘက်မှာပါတယ်လို့အိန္ဒိယနဲ့ပေါင်းပြီးတော့လွတ်လပ်ရေးယူလို့နေရတယ်ဒါပေမဲ့ဒီအခွင့်အရေးဒီသမိုင်းပေးအခွင့်အရေးတွေကိုကျွန်တော်တို့မယူဘဲနဲ့ဘူချောအောင်ဆန်းဦးဆောင်တဲ့ဗမာပြည်ချက်ဖက်ဆိုရနဲ့ပူးပေါင်းပြီးတော့1495 Kachin Hill Tribe Regulation ရအုပ်ချုပ်တဲ့ကချင်လူမျိုးများ1480မှာပြဋ္ဌာန်းခဲ့တဲ့ Shan State Act ကို1922မှာပြန်လည်ပြဋ္ဌာန်းတဲ့ Federated Shan State Act လို့ခေါ်တဲ့ပြည်ထောင်စုရှမ်းပြည်ကခေါင်းဆောင်ကြီးများနဲ့ပူးပေါင်းပြီးတော့ချင်းကချင်ရှမ်းနဲ့ဗမာပြည်ချက်ဖက်ဆိုရပူးပေါင်းပြီးတော့ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးပြီးလွတ်လပ်ရေးကိုအတူတကွရယူနိုင်ခဲ့ပါတယ်အဲဒါကြောင့်ပင်လုံစာချုပ်ရဲ့အနှစ်သာရကတော့ချင်းကချင်နဲ့ရှမ်းတို့ကတီးခြားလွတ်လပ်ရေးမယူဘဲနဲ့တီးခြားအမျိုးသားနိုင်ငံတော်တွေမထူထောင်ဘဲနဲ့ဘူချောအောင်ဆန်းဦးဆောင်သောဗမာပြည်ချက်ဖက်ဆိုရနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့လွတ်လပ်ရေးကိုအတူတကွရယူရမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ထို့အတွက်ကြောင့်ပင်လုံစာချုပ်ရဲ့နံပါတ်5အပိုက်နံပါတ်5မှာဘလို့ဖော်ပြထားတယ်လဲဆိုတော့ကျွန်တော်ဖတ်ပြပါမယ်တောင်တန်းဒေသများ၏နေတွင်းအုပ်ချုပ်ရေးတွင်ယခုခန်းစားလက်ရှိသောကိုပိုင်အုပ်ချုပ်ရေးဆုံးပါရန်မေဒီဒေသတွင်မဆိုလုံးဝပြုလုပ်မယ်မဟုတ်တောင်တန်းဒေသများအတွက်နေတွင်းအုပ်ချုပ်ရေးတွင်ကိုပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများရှိကြောင်းမူအားဖြင့်လက်ခံတယ်ဆိုပြီးတော့ပင်လုံစာချုပ်ရဲ့အပိုက်9မှာအတိအလင်းကျွန်တော်တို့ရဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံချက်ပေးခဲ့ပါတယ်ဒီအာမခံချက်ကိုဘယ်လိုအကောင့်ထဲပေါ်မလဲဆိုတဲ့ဟာပင်လုံစာချုပ်မှာကျွန်တော်တို့ပူးပေါင်းဖို့သဘောတူပြီးပြီဒီပူးပေါင်းတဲ့ပြည်ထောင်စုထူထောင်ဖို့အတွက်မိကဲ့သို့သောစနစ်မျိုးနဲ့ကျွန်တော်တို့ပူးပေါင်းမလဲဆိုတာကိုဆက်လက်စုံစမ်းဖို့အတွက်တောင်တန်းဒေသစုံစမ်းရေးကော်မတီလို့လည်းခေါ်တယ်နေချာဒေသစုံစမ်းရေးကော်မတီလို့လည်းခေါ်တဲ့ Frontier Area Committee of Inquiry ကိုကျွန်တော်တို့ဖွဲ့စည်းခဲ့ပါတယ်အဲ့ဒီတောင်တန်းဒေသစုံစမ်းရေးကော်မတီမှာ
ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တဲ့ချင်းကချင်နဲ့ရှမ်းတို့ကပူးပေါင်းပြီးတော့ Supreme Council of United Hill People ဆိုတဲ့အဖွဲ့ကြီးအနေနဲ့ကျွန်တော်တို့ရဲ့လူမျိုးသုံးမျိုးအမြင်ကိုအတူတကွတင်ခဲ့ပါတယ်အဲ့ဒီအချက်9ချက်ထဲမှာအကြီးကြီးဆုံးအချက်ကတော့အပိုင်နှစ်ကကြီးနဲ့ခါခွေးမှာပါတဲ့အချက်တွေကိုကျွန်တော်ကူကားပြီးတော့ဖော်ပြလိုပါတယ်အဲ့ဒီအပိုင်နှစ်ကကြီးထဲမှာကျွန်တော်တို့တောင်တန်းဒေသလို့ခေါ်တဲ့ချင်းကချင်နဲ့ရှမ်းတို့ကဗမာလူမျိုးများခံစားနိုင်တဲ့အခွင့်အရေးအလုံးကိုတန်းတူရည်တူခံစားရမယ်လို့ဖော်ပြထားပါတယ်ဆိုလိုတာအမျိုးသားတန်းတူရည်ရှိရမယ်ပြည်ထောင်စုထဲမှာရှိတဲ့ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အလုံးလူမျိုးအလုံးဟာတန်းတူရည်တူရှိရမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်နံပါတ်2ကတော့ကျွန်တော်တို့တောင်တန်းဒေသတွေမှာပင်လုံစာချုပ်မှာဖော်ပြခဲ့တဲ့အတိုင်းပင်လုံစာချုပ်ထဲမှာဖော်ပြခဲ့တဲ့အတိုင်းကျွန်တော်တို့ရဲ့နေမြေအတွင်းမှာကျင့်သုံးရမယ်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် internal self determination ရှိရမယ်ဆိုပြီးတော့ကျွန်တော်တို့ဖော်ပြခဲ့ပါတယ်ဒါကိုကျွန်တော်တို့တောင်တန်းဒေသစုံစမ်းရေးကော်မရှင်ထံကိုတင်ပြခဲ့တယ်အဲ့ဒီတောင်တန်းဒေသစုံစမ်းရေးကော်မရှင်ကနေပြီးတော့စုံစမ်းရေးတွေလုပ်ပြီးတော့နောက်ဆုံးအစီရင်ခံစာတစ်ခုတင်သွင်းပါတယ်အဲ့ဒီအစီရင်ခံစာထဲမှာအရေးကြီးတဲ့အချက်9ချက်ပါပါတယ်အဲ့ဒီချက်ထဲမှာနံပါတ်6နဲ့နံပါတ်9ကိုကျွန်တော်ကူးကားပြီးတော့ဖော်ပြလိုပါတယ်အဲ့ဒီနံပါတ်6မှာဘယ်လိုဖော်ပြထားသလဲဆိုတော့ယခုလက်ရှိအခြေအနေတွင်အသင့်တော်ဆုံးဟုယူဆရသည်မှာယာယီဖွဲ့စည်းပုံအခြေခံဥပဒေတရားကိုသာပြဋ္ဌာန်း၍ထူယာယီဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် Federal Council ကွင်းဆ Federal Council ကွင်းပိတ်တစ်ခုကိုဖွဲ့စည်းသင့်သည်ထူ Federal Council ကပြည်ထောင်စုအတိုင်းအတာဖြင့်ဆောင်ရွက်ရမယ့်ကိစ္စရပ်များကိုဂိုင်းတွေ၍နောက်သောအခါထူ Federal Council ကိုပြည်ထောင်စုဥပဒေဖွဲ့သို့မဟုတ်အထက်လွှတ်တော်ကွင်းဆစီးနှိပ်ကွင်းပိတ်အဖြစ်အသွင်ပြောင်းသင့်သည်နံပါတ်9ကိုယ်စားလှယ်အားလုံး၏ထွေးဆူချက်များတွင်ဝိဝါဒကွဲပြားမှုမရှိဘဲဘုံသဘောတူညီချက်ရရှိနိုင်သောအချက်မှာ Federal ပြည်ထောင်စုမြန်မာနိုင်ငံ Burma Federation တွင်ပြည်ထောင်စုအစိုးရကပြည်ထောင်စုအင်္ဂါရပ်များ Federal Organs ဖြစ်သောဥပကိစ္စရပ်များကိုသာဂိုင်းတွေကျင့်သုံးခွင့်ပေးတင်သည်ရင်းတို့မှာကကြီးနိုင်ငံချက်ရေးရာခခွေကာကွယ်ရေးကားငယ်စာတိုင်းနဲ့ခြေနှံကဟကြီးဆက်သွေရေးငါငွေကြေးနဲ့ငွေတင်းကစလုံးအကုတ်ခွင်စလေဘွေထူကုန်ထူစတယ်တော့ပဲဖြစ်ပါတယ်အဲ့ဒါလို့ကျွန်တော်တို့တောင်တန်းဒေသစုံစမ်းရေးကော်မရှင်မှာကျွန်တော်တို့တစ်ဖက်ကကျူးပန်းပြီးတော့အဲ့ဒီတောင်တန်းဒေသစုံစမ်းရေးကော်မရှင်ရဲ့တင်ပြနေတဲ့ချိန်မှာလည်းပဲဘူချောအောင်ဆန်းကနေပြီးတော့ကျွန်တော်တို့တိုင်းပြည်ကိုပင်လုံစာချုပ်ပေါ်မှာခြေခံပြီးတော့ဘယ်လိုပြန်လဲထူထောင်ရမလဲဆိုတဲ့လိုင်းမှုကို9ချက်ကိုသူတင်သွင်းခဲ့ပါတယ်ဘူချောအောင်ဆန်းရဲ့လိုင်းမှုထိမှာပါတဲ့အတိုင်းကျွန်တော်တို့လွတ်လပ်ရေးရယူနိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပင်လုံစာချုပ်ပင်လုံကတိကိုပင်လုံနှစ်သာရလို့ကျွန်တော်တို့ပြောတဲ့အခါမှာအချက်3ချက်ကိုကျွန်တော်တို့ရည်ရွယ်ပြီးတော့ပြောနေခြင်းဖြစ်ပါတယ်ဒါတွေကတော့ပင်လုံစာချုပ်တောင်တန်းဒေသစုံစမ်းရေးကော်မရှင်ရဲ့အစီရင်ခံစာနဲ့ဘူချောအောင်ဆန်းရဲ့လိုင်းမှုခြေခံပေါ်မှာခြေခံပြီးတော့ပြဋ္ဌာန်းလိုက်တဲ့1940ခုနှစ်ဖွဲ့စည်းပုံခြေခံဥပဒေတော့ပဲဖြစ်ပါတယ်ဒါကူကြာကြီးပြဋ္ဌာန်းတဲ့အတွက်ကျွန်တော်တို့ကပြင်ဆင်ဖို့အချိန်ချင်းကျူးဆန်းခဲ့ပါတယ်သို့သောပင်လုံစာချုပ်ကိုဒီနေ့တိုင်အပြည့်အဝကောင်းထည်မဖော်နိုင်သေးတဲ့အတွက်အနည်း60ပြည်တွင်းရှိနေရင်ဆိုင်ရတယ်ဒါကြီးကို6ငင်းဖို့အတွက်ကျွန်တော်တို့ချင်းမျိုးသားတပ်ဦးကတနိုင်ငံလုံးပြိခတ်တိုက်ခိုက်မှုရစရဲ့သဘောတူစာချုပ်ကိုပြီးခဲ့တဲ့နှစ်2015အောက်တိုဘာလ15ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ပါတယ်ဒါအတွက်ကြောင့်ကျွန်တော်တို့ချင်းမျိုးသားတပ်ဦးနဲ့ချင်းလူမျိုးများကတနိုင်ငံလုံးပြိခတ်တိုက်ခိုက်မှုရစရဲ့သဘောတူစာချုပ်မှာပါတဲ့အတိုင်းဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုခြေခံသောပြည်ထောင်စုကြီးကိုကျွန်တော်တို့ပြန်လည်ထူထောင်ဖို့ကျွန်တော်တို့ကြိုးပမ်းနေပါတယ်ကျွန်တော်တို့လူချင်းသောပြည်ထောင်စုစနစ်ဟာပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တဲ့ကျွန်တော်တို့ချင်းခေါင်းဆောင်ကြီးပူကျော်မှာပြောထားတဲ့အတိုင်းပဲကန်ရမ်ချူကန်မာတင်ဥကန်ဒူအစီနာအင်ကိုရမ်ပူပီဇောင်းကန်ဖုံဘေလိုက်လို့သူပြောထားပါတယ်ဆိုလိုတာကျွန်တော်တို့ချင်းပြည်ကိုကျွန်တော်တို့ကူပိုင်အုပ်ချုပ်စီမံချင်ပါတယ်ထိုနည်း၎င်းပဲပြည်ထောင်စုတစ်ခွန်းလုံးကိုပြည်ထောင်စုတိုင်းရင်းသားလူမျိုးအားလုံးနဲ့ပူးပေါင်းပြီးတော့အတူတကွတန်းတူရည်တူစီမံအုပ်ချုပ်ခြင်းပါတယ်ဆိုတဲ့ကူပိုင်အုပ်ချုပ်ခြင်းနဲ့စုပေါင်းအုပ်ချုပ်ခြင်းကိုပေါင်းစပ်ထားတဲ့ဖက်ဒရယ်စနစ်ကိုကျွန်တော်တို့လူချင်းတဲ့အကြောင်းတင်ပြရင်းနဲ့နေကုန်ထုတ်အပ်ပါတယ်ကျေးဇူးတင်ပါတယ်